သူကသူ့ရဲ့ဂိုးမှာတခုခုမမှန်ဘူးဆိုတာသတိထားမိခဲ့တယ်ဒါကြောင့် referee ကိုခေါ်ပြီးစစ်ဆေးခိုင်းလိုက်တယ် referee က post ကိုချက်ချင်းတိုင်းကြည့်ပြီးတကယ်ပဲ USA ကြီးလို့နေတယ်ဆိုတာသိလိုက်တယ်ဘယ်သူမှဘာလို့မှမလဲမသိကြဘူးဒါပေမဲ့ goalkeeper ကငါ့ကိုထားလိုက်လို့ပြောပြီး cross bar ပေါ်ကိုတက်ပြီး goal တစ်ခုလုံးကိုပဲ push ချလိုက်တယ်နောက်ဆုံး second မှာ keeper ကဘောလုံးကို goal line ပေါ်ကနေ clear လုပ်လိုက်တဲ့အချိန်မှာမယုံနိုင်လောက်အောင် fear တစ်ခုဖက်သွားတယ် referee ကတိုက်ရိုက်ကြည့်နေတဲ့နေရာကနေသူ့နိုင် vibrate လုပ်လာတာနဲ့ goal တစ်ကိုတက်မှလိုက်တယ်ဒါပေမဲ့ replay ဒီမှာတော့ဘောလုံးက line ကိုမကျော်ခဲ့တာပြတ်သားနေတယ်အဖြူမဲအသင်းကကစားသမားအားလုံး referee ကိုဝိုင်းပြီး footage ကိုပြန်ကြည့်ဖို့တောင်းဆိုကြတယ်သူကငင်းဆိုပြီးငါနိုင်ကမှားမယ်မဟုတ်ဘူးလို့ပြောခဲ့တယ်တကယ်တော့သူမှန်နေခဲ့တယ်keeper က line ပေါ်ကနေကာကွယ်ပြီးနောက် awkward ဖြစ်စွာနဲ့ chest နဲ့ဘောလုံးကိုပြန်ထုတ်လိုက်တာကပဲ goal ဖြစ်စေခဲ့တာပါနောက်တစ်ခုမှာတော့ keeper တယောက်က red card ကိုရှောင်ဖို့မူးရတယ်လို့ဟန်ဆောင်ခဲ့တယ်သူ penalty box ထဲကနေအဖင်ကိုပြေးထွက်လာပြီးအသက်ကာကိုမသားမိဖို့မဖြစ်တော့ဘူးဆိုပြီးဖမ်းချလိုက်တယ်သူကနောက်ဆုံးကာကွယ်သူဖြစ်တာကြောင့် red card မလွတ်နိုင်ဘူးဆိုတာသိနေတယ်ဒါကြောင့်မူးရတယ်လို့ဟန်ဆောင်တာကသူ့အတွက်အကောင်းဆုံးရွေးချယ်မှုလို့ထင်ခဲ့တယ်မီဂျင်ဘော်ကိုလဲချပြီးတိတ်တိတ်လေးလဲနေတယ်အသက်မရှိသလိုအေးပျော်နေသလို referee လာပြောတဲ့အချိန်မှာတော့မတုံ့ပြန်ဘူးအချန်စီကရှင်းတယ်ဟန်ဆောင်နိုင်ရင် referee ကပြန်စဉ်းစားမယ်လို့ထင်ခဲ့တာ10မိနစ်ကျော်အောင်ဆက်ဟန်ဆောင်နေခဲ့ပေမဲ့ referee ကမယုံဘူးနောက်ဆုံးတော့ red card ပဲထုတ်လိုက်တယ်